မိန်းကလေးကသူမရဲ့ဖခင်အတွက်လျှက်စစ်မိတာခသွားဆောင်ပေးရင်းနဲ့ဖခင်ဖြစ်သူရဲ့ပိုင်ဆိုင်မှုအောက်မှာအိမ်နှလုံးရှိနေတာကိုမတော်တဆသိရှိသွားခဲ့ပါတယ်။ application တွေကလိပ်စာအတိုင်းလိုက်သွားကြည့်တဲ့အခါအခြားလူနေတိုက်ခန်းဝင်းတစ်ခုစီရောက်သွားခဲ့ပါတယ်။အဲ့ဒီနေရာရဲ့ခဏထဲဝါမှုဟာသူမတို့မိသားစုနေထိုင်တဲ့စင်ရသားရက်ကွက်နဲ့မိုးနယ်မြေလိုကွာခြားလုံးလာပါတယ်။အဲ့ဒီအချိန်မှာပဲသူမရဲ့ဖခင်ဟာမယားငယ်နဲ့တရားမဝင်မွေးထားတဲ့တားဖြစ်သူကိုခေါ်ပြီးပြန်ရောက်လာခဲ့ပါတယ်။မျော်လင့်မထားတာတခုကတော့အဲ့ဒီမယားငယ်ဆိုသူဟာသူမမေမေရဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်နေတာပါပဲ။ထို့နောက်ဖခင်ဖြစ်သူထံမှဖုန်းဆက်လာပြီးဒီညဧည့်ခံပွဲတစ်ခုရှိလို့ညစာပြန်မစားတော့ကြောင်းပြောခဲ့ပါတယ်။ဒါကိုကြားလိုက်ရတဲ့အခါမိန်းကလေးမှာတားလည်းပင်ဝမ်းနေသွားရပါတယ်။အကြောင်းမှာမေမေရဲ့မွေးနေ့ရောက်တိုင်းဖခင်ဖြစ်သူဟာအလုံးရှုံနေတယ်ဆိုတဲ့အကြောင်းပြချက်နဲ့လွဲချော်လေးရှိလို့ပါပဲ။တကယ်တော့ဖခင်ဖြစ်သူဟာအဲ့ဒီနေ့မျိုးဆိုရင်မယားငယ်တရားမဝင်သားတို့နဲ့အတူအချိန်ပြုံးနေခဲ့တာဖြစ်ပါတယ်။အဲ့ဒီအချိန်မှာအိမ်နီးနားချင်းတယောက်ဖြတ်သွားရင်ကိမုန်ကင်ပြီးပြန်လာတဲ့အမျိုးသားကိုမြင်တွေ့သွားခဲ့ပါတယ်။အဲ့ဒီအိမ်နီးနားချင်းဟာ၃ယောက်စလုံးရဲ့ပျော်ရွှင်စရာမိသားစုဘဝကိုအားကြယုံတင်မကပဲသူတို့နှစ်ယောက်ကိုအတူယူပွဲစံပြဇနီးမောင်နှံအဖြစ်ပို့ပြီးတော့တောင်ချီးကျူးသွားပါသေးတယ်။ဒါကိုကြားပြီးတဲ့နောက်မိန်းကလေးမှာပို့ပြီးတော့ပင်ဝမ်းနေကြေကွဲသွားရပါတယ်။သူမနဲ့မေမေတာလျင်တကယ်တော့အပြင်လူတွေဖြစ်နေခဲ့ပုံရပါတယ်။သူတို့၃ယောက်အင်ဂျီရခိုင်ဘီလာထဲဝင်သွားတာကိုကြည်ရင်ဖခင်ဖြစ်သူဟာတလျှောက်လုံးဆင်းရဲခြင်းအောင်ဆောင်နေခဲ့တာဖြစ်ကြောင်းမိန်းကလေးသဘောပေါက်သွားခဲ့ပါတယ်။မယားငယ်နဲ့တားဖြစ်သူအတွက်သုံးဆွဲခဲ့သမျှကုန်ကြစရိတ်တွေဟာဆိုရင်လည်းအစမတန်များပြားလာတဲ့ဘဏ်ငွေလွှဲပြောင်းမှုတွေဖြစ်နေခဲ့ပါတယ်။ကွက်တီဆိုသလိုပဲမေမေကအိမ်ပြန်လာပြီးညစာမြင်စားဖို့သူမစီစားဖို့လာခဲ့ပါတယ်။မိန်းကလေးဟာမေမေရဲ့ပေးဆက်မှုတွေအတွက်မတန်ဘူးလို့ရုတ်တရက်ခံစားလိုက်ရပါတယ်။နှစ်ပေါင်းများစွာတိုင်အောင်မေမေဟာဒီမိသားစုလေးတည်မြဲနေဖို့အတွက်ချွေတာစုဆောင်ခဲ့ရပေမဲ့နောက်ဆုံးမှာတော့အဖေရဲ့တစ္ဆာဖောက်မှုကိုပဲရရှိခဲ့ပါတယ်။အဖေကဒီလိုပျော်ရွှင်စရာကောင်းတဲ့ဘဝကိုမမျက်နှိုးတော့တဲ့အတွက်သူမဟာအဖေစီကနေအရာအလုံးကိုပြန်လည်သိမ်းယူဖို့ဆုံးဖြတ်လိုက်ပါတယ်။ထို့နောက်မိန်းကလေးအိမ်ပြန်ရောက်လာခဲ့ပါတယ်။မေမေကသူမအတွက်ဟင်းတွေကိုမြ мян ထနှွေးပေးပါတယ်။သူမစိတ်တက်ကြနေတာကိုမြင်တော့မေမေကဘာဖြစ်လို့လဲဆိုပြီးစိုးရိမ်တကြီးမေးမြန်းခဲ့ပါတယ်။သူမကအလုံးမှာပြဿနာနေနေရှိလို့ပါဆိုပြီးလိန်ပြောလိုက်ပါတယ်။မေမေရဲ့ငယ်စဉ်ကတပ်ပုံကိုကြည့်ရင်ငယ်စဉ်ကမေမေဟာဘန်တစ်ခုမှာအလုပ်လုပ်ခဲ့ပြီးထူးချွန်ထက်မြက်တဲ့လုပ်ငန်းစွမ်းဆောင်ရည်ရှိခဲ့တာကိုအမှတ်ရသွားပါတယ်။သူမကိုမွေးဖွားပြီးတဲ့နောက်အဖေကမေမေကိုအလုပ်ကထွက်ခိုင်းပြီးအိမ်ထောင်ရှင်မလုပ်ခိုင်းခဲ့ပါတယ်။မေမေကသဘောတူခဲ့ရုံတင်မကပဲအဖေစီးပွားရေးစတင်နိုင်ဖို့အတွက်သူမရဲ့မင်္ဂလာဦးတင်းတောင်းစာပိုင်ဆိုင်မှုတွေကိုပါအကုန်ထုတ်ပေးခဲ့တာပါ။အဖေကုမ္ပဏီထောင်ပြီးနောက်ပိုင်းမေမေပေါ်တဖြည်းဖြည်းအေးဆက်လာခဲ့ပါတယ်။ပိုဆိုးတာကတော့မေမေရဲ့အချစ်ဆုံးသူငယ်ချင်းနဲ့နောက်ထပ်မိသားစုတစ်ခုထူထောင်လိုက်တာပါပဲ။မိန်းကလေးဟာမေမေကိုအမှန်တိုင်းပြောပြတော့မလို့လုပ်ပေမဲ့ခမ်းမြတွန့်ဆုတ်သွားပြီးဒါဟာတင့်တော်တဲ့အချိန်မဟုတ်သေးဘူးလို့ခံစားလိုက်ရပါတယ်။ဒါကြောင့်မေမေကိုဖက်လိုက်ပြီးမေမေဟာတမီးရင်ထဲမှာအတော်ဆုံးပုဂ္ဂိုလ်ပါပဲတမီးကိုသာမမွေးခဲ့ရင်မေမေဘဝကတိတ်ကိုတောက်ပတ်မှာလို့ပြောလိုက်ပါတယ်။မေမေကသူမစကားကိုဖျက်ပြောလိုက်ပြီးအတိတ်ကအမတ်တရားတွေစီပြန်လဲခေါ်ဆောင်သွားခဲ့ပါတယ်။မေမေကသူမရဲ့ငယ်စဉ်ကလေးဘဝပုံပြင်တွေကိုပြောပြနေတာကိုနားထောင်ရင်မိန်းကလေးမှာမေမေအတွက်တနာစိတ်အပြည့်ဖြစ်ပေါ်လာခဲ့ပါတယ်။မေမေဟာနှစ်ပေါင်းများစွာရုန်းကန်ခဲ့ရပေမဲ့နောက်ဆုံးမှာတော့အချစ်ဆုံးသူငယ်ချင်းစီမှာရှုံးနေခဲ့ရပါတယ်။မေမေရဲ့ဆံပင်ဖြူတွေကိုကြည့်ရင်မိန်းကလေးဟာအဖေကိုတင့်တော်တဲ့ဝေကျွေးဆက်ခိုင်းမယ်လို့ကတိသစ္စာပြုလိုက်ပါတယ်။အဲ့ဒီနောက်မှာပဲသူမဟာအဖေရဲ့ကွန်ပျူတာကိုဖွင့်ပြီးစာရင်းတွေကိုတစ်ခုချင်းစီစစ်ဆေးခဲ့ပါတယ်။လစဉ်လာတိုင်းအဖေဟာမယားငယ်စီအင်ဂျီပေးနေရင်မေမေကိုတော့မစိုးတလောက်လေးတောင်အပေါ်မပေးခဲ့ပါဘူး။မေမေကညာငွေစုနိုင်ဖို့အတွက်အပေါက်တွေပါနေတဲ့အင်ဂျီဟောင်းတွေကိုပဲဝတ်ဆင်ခဲ့ရပါတယ်။ဆက်လက်ကြည့်ရှုလိုက်တဲ့အခါကျောင်းလာစဉ်ကြီးပေးသွင်းထားတဲ့စာရင်းတွေကိုတွေ့ရှိခဲ့ပါတယ်။လွန်ခဲ့တဲ့အတိတ်တုန်းကသူမကျူရှင်တက်ချင်တုန်းကအဖေကစေတနာမရှိရဲ့ညှင်းဆဲခဲ့တာကိုတတိယသွားပါတယ်။ဒါပေမဲ့တရားမဝင်သားရဲ့အပြည်ပြည်ဆိုင်ရာကျောင်းတွက်ကြတော့အဖေဟာနင်းနေမှတွန့်တုံမနေခဲ့ပါဘူး။မိန်းကလေးဟာကနန်းတွက်ဆက်ကိုထုတ်ပြီးတွက်ချက်ကြည့်လိုက်ပါတယ်။နှစ်ပေါင်းများစွာအတွင်းအဖေဟာအဲ့ဒီတားမီစီမှာအစမတန်များပြားလာတဲ့ငွေပမာဏကိုသုံးစွဲခဲ့တာပါ။မိန်းကလေးမှာအလွန်ဒေါသထွက်သွားခဲ့ပါတယ်။နှစ်ပေါင်းများစွာတိုင်အောင်သူမလေးစားအားကြခဲ့ရတဲ့ဖခင်ဖြစ်သူဟာဒီလိုမျိုးရုံမာသူတယောက်ဖြစ်နေလိမ့်မယ်လို့ဘယ်တော့မှမတွေးဝန်းခဲ့ပါဘူး။မိန်းကလေးဟာအိမ်မှာတက်တေတွေကိုဆက်လက်ရှာဖွေခဲ့ရမေမေဘန်ကထွက်သွားပြီးနောက်လက်လက်သွားတဲ့ယာရူးကိုမေမေရဲ့အချစ်ဆုံးသူငယ်ချင်းကရရှိသွားခဲ့တာကိုတွေ့ရှိခဲ့ရပါတယ်။ဒါတင်မကပဲအဲ့ဒီအချိန်တုန်းကအဖေဟာမယားငယ်အတွက်ကားတွေအိမ်တွေဝယ်ပေးခဲ့တာပါ။မေမေကတော့ဈေးဝယ်ဖို့အတွက်နေ့တိုင်းဘတ်စကားပဲစီးခဲ့ရပြီးလေးလံတဲ့အိတ်တွေကိုတဲရလုံးလို့မေမေလက်မှာတွေးကြည့်ဖို့တွေတောင်ထွက်ခဲ့ရပါတယ်။မိန်းကလေးကမေမေအတွက်စပီးတစ်စီးလောက်ဝယ်ပေးဖို့အဖေကိုတောင်းဆိုခဲ့ဘူးပေမဲ့အဖေကမေမေကအလုံးမလုပ်တာကြောင့်မလိုအပ်ပါဘူးလို့ပြောခဲ့ပါတယ်။မေမေကတော့အဖေလုံးမပင်ပန်းစေချင်တာမို့နာကျင်မှုအလုံးကိုကြိတ်မိတ်မျိုးသိခဲ့ပါတယ်။ဒီလိုပေးဆက်မှုတွေဟာထိုက်တန်တယ်လို့မေမေထင်မှတ်ခဲ့ပေမဲ့နောက်ွယ်မှာအဖေကပြင်မမှာနောက်ထပ်ပျော်ရွှင်စရာမိသားစုတစ်ခုကိုရှို့ဝှက်ထူထောင်ထားတာကိုတော့ဘယ်တော့မှမသိခဲ့ပါဘူး။ဒါတွေကိုမြင်တွေ့ရတဲ့အခါမိန်းကလေးမှာအလွန်ပင်စိတ်မကောင်းဖြစ်ရပါတယ်။စိတ်အေးသွားတဲ့အခါအသေးစိတ်ချက်လက်တွေကိုပုံမသိရှိနိုင်ဖို့ကွန်ပျူတာကိုဆက်လက်ကြည့်ရှုခဲ့ပါတယ်။အဖေဟာလင်းများกว่าရှင်းစာချုပ်ကိုပြင်ဆင်ထားပြီးသားဖြစ်ကအိမ်ဟောင်းကြီးကိုပဲမေမေစီထားရခဲ့ဖို့စီစဉ်ထားတာကိုတွေ့လိုက်ရပါတယ်။တန်ဖိုးရှိလာတဲ့ကုမ္ပဏီပြင်အဖေမိပေါစုဆောင်းဝင်တဲ့ရင်းနှီးမြှုပ်နှံမှုအားလုံးကိုအဖေကယူဆောင်သွားမှာဖြစ်ပြီးမေမေအတွက်ပိုင်ဆိုင်မှုစုစုပေါင်းရဲ့နေပါလာတဲ့ရာခိုင်နှုန်းကိုပဲချန်ထားခဲ့မှာဖြစ်ပါတယ်။အဖေကသူမနဲ့မေမေကိုမတရားမလုပ်ပါဘူးလို့အမြဲပြောလို့ရှိပေမဲ့ကုမ္ပဏီရှယ်ယာအမြောက်များကိုတရားမဝင်သားစီလွှဲပြောင်းပေးပြီးဖြစ်နေခဲ့ပါပြီ။ဒီနှစ်ပေါင်းများစွာအတွင်းအဖေဟာသူမစီကိုရှယ်ယာတပုံများလွှဲမပေးခဲ့ပါဘူး။ထို့နောက်မေမေရဲ့အချစ်ဆုံးသူငယ်ချင်းစီကလာတဲ့အီးမေးလ်တွေကိုဖွင့်ကြည့်လိုက်ရအချစ်ဆုံးသူငယ်ချင်းကအဖေကိုကွာရှင်းပေးဖို့တိုက်တွန်းနေတာကိုတွေ့ရပါတယ်။အဖေသာမဖြေရှင်းနိုင်ရင်သူမကိုယ်တိုင်မေမေစီတွားရောက်ပြောဆိုမယ်လို့ချင်းချောက်ထားပါတယ်။အဖေကမေမေဟာကင်တွယ်ရလွယ်ကူတယ်လို့ယုံကြည်ထားပြီးကွာရှင်းမှုကိုနှစ်မကုန်မီစီစဉ်ပေးမယ်လို့ကတိပေးထားပါတယ်။မိန်းကလေးဖက်ရလေလေပို့ပြီးရင်ကျိုးရလေလေပါပဲ။မေမေရဲ့ထက်ခါတလဲလဲတီးခံမှုတွေဟာအဖေကိုပုံမရဲတင်းလာစေတာပဲရှိခဲ့ပါတယ်။သူမဟာဖုန်းကိုထုတ်ယူလိုက်ပြီးအကြော်ကြားဆုံးရှင်းနေစီဖုန်းဆက်ကဒီကိစ္စကိုကူညီဖြေရှင်းပေးဖို့တောင်းဆိုလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲမေမေဟာဈေးဝယ်ရာကပြန်ရောက်လာပြီးသူမအတွက်ဟင်းချက်ပေးဖို့ပြင်ဆင်နေပါတယ်။မေမေဟာစုဆောင်းဝင်မရှိအလုံးတွေ့ကြုံမရှိပဲဒီမိသားစုအတွက်စနစ်တကျပေးဆက်ခဲ့ရသမျှနောက်ဆုံးမှာဒီအိမ်ဟောင်းကြီးပဲရရှိတော့မှာကိုမြင်တွေ့ရတဲ့အခါမိန်းကလေးဟာမေမေအတွက်တရားမျှတမှုကိုရှာဖွေပေးပြီးအဖေကိုနာကျင်ဖွယ်ဖိုးခပေးဆက်စေမယ်လို့ဆုံးဖြတ်လိုက်ပါတော့တယ်။